လက္ခဏာတွေကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင်ခြေပြားလက်ဖြားတွေအေးပြီးတော့ချွေးစည်းတွေထွက်နေတာကစီးကြိုကျတာရဲ့လက္ခဏာပါစီးကြိုတက်နေရဲဆိုရင်တော့လူကကင်ကြည့်ရင်ခက်နွေးနွေးပူနွေးနွေးလေးဖြစ်နေပါလိမ့်မယ်စီးကြိုသမားတွေမှာစီးကြိုတက်တာရောစီးကြိုကျတာရောနှစ်ခုစလုံးနဲ့ကြုံရနိုင်ပါတယ်ဒီနှစ်ခုစလုံးရဲ့လက္ခဏာလေးတွေကလည်းစင်တူလေးပဲဆိုတော့လေကိုကစီးကြိုတက်နေရလားစီးကြိုကျနေရလားခွဲခွဲခြားခြားသိဖို့လိုပါတယ်ဒီနေ့ဗီဒီယိုလေးမှာကျွန်မခွဲခြားနိုင်တဲ့လက္ခဏာတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်လက္ခဏာတွေကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင်ခြေပြားလက်ဖြားတွေအေးပြီးတော့ချွေးစည်းတွေထွက်နေတာကစီးကြိုကျတာရဲ့လက္ခဏာပါစီးကြိုတက်နေရဲဆိုရင်တော့လူကကင်ကြည့်ရင်ခက်နွေးနွေးပူနွေးနွေးလေးဖြစ်နေပါလိမ့်မယ်နောက်တစ်ခုကစီးကြိုကျတယ်ဆိုရင်ဗိုက်စားတယ်စီးကြိုတက်တယ်ဆိုရင်ရေငတ်တယ်ရေစားတယ်ပြီးတော့စီးခဏခဏသွားတာမျိုးတွေရှိတတ်ပါတယ်စီးကြိုကြတာကလေချက်ချင်းရုတ်တရက်ကြီးလက္ခဏာတွေဖြစ်လာတာဖြစ်ပြီးစီးကြိုတက်တာကကြတော့ဒီလက္ခဏာတွေဖြစ်ဖို့နာရီနဲ့ချီပြီးတော့အချိန်ယူပါတယ်တခါလေကြာရင်လည်းရက်နဲ့ချီပြီးတော့ကြာပြီးမှဒီလိုမျိုးလက္ခဏာတွေတစ်ဖြည်းဖြည်းဖြစ်လာတာမျိုးပဲဖြစ်ပါတယ်အခုလိုလက္ခဏာတွေဖြစ်ပြီးဆိုရင်တော့ပထမဦးဆုံးလှုပ်တဲ့နာကတော့စီးကြိုစစ်တင်တာပေါ့နော်တကယ်လို့ကို့မှာကစီးကြိုဖောက်တဲ့ဆက်တွေကအစင်သင့်ရှိမနေဘူးဆိုရင်ဆမပြောတဲ့လက္ခဏာတွေနဲ့တိုက်ပြီးတော့စီးကြိုကျတယ်ဆိုရင်တော့တကြားလုံးစားတာတကြားရည်တောက်တာတွေလှုပ်တင်ပါတယ်ပြီးရင်တော့စီးကြိုပြန်တိုင်းတင်တယ်ပေါ့နော်တကယ်လို့စီးကြိုတက်နေတယ်ဆိုရင်တော့ဆမတို့ကစီးကြိုစစ်ပါပြီးရင်ဒီညွန်ထားတဲ့ဆေးတွေပေါ့နော်ဆရာဝန်ညွန်ထားတဲ့ဆေးကိုထပ်ပြီးတော့တောက်လို့ရပါတယ်ရေများများတောက်ပေးဖို့လိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်မဒေါက်တာ Grace ပါ